မင်္ဂလာပါခင်ဗျရန်ကုန်ခေတ်တစ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ဒီကနေ့ဒီဇင်ဘာလ10ရက်နေ့မှာပြုလုပ်ခဲ့တဲ့ပြည်လုံးကျွတ်အတန်တိတ်တပိတ်ကိုရန်ကုန်မန္တလေးလိုမြို့ကြီးတွေအပါအဝင်တနိုင်ငံလုံးကပြည်သူအများစုဟာပါဝင်ဆင်နွှဲခဲ့ကြပြီးအောင်မြင်စွာပြီးဆုံးခဲ့တယ်လို့တပိတ်အင်အားစုတွေကပြောပါတယ်ပြည်လုံးကျွတ်အတန်တိတ်တပိတ်မှာပြည်သူတွေပါဝင်ရေးဦးဆောင်လှုပ်ရှားတဲ့သူဒေါက်တာတီဇာဆန်းကိုနန်းလင်းအပါအဝင်ဆန္ဒပြသူ10ဦးကိုအကြမ်းဖက်စစ်တပ်ကရွေးကောက်ပွဲနှောက်ယှက်မှုဥပဒေနဲ့အမှုဖွင့်ထားပြန်တဲ့အပြင်ဒေါက်တာတီဇာဆန်းကိုဖမ်းဆီးရမိရင်ငွေကျပ်300နဲ့တဆင့်တိုးယာတုတိုးပေးမယ်ဆိုပြီးတော့ပါသူတို့စစ်တပ်ရဲ့လက်အောက်ငယ်သားတွေကိုမလုံးပေးထားပြန်တဲ့ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ဒီကနေ့ဒီဇင်ဘာလ10ရက်နေ့မှာပြုလုပ်ခဲ့တဲ့ပြည်လုံးကျွတ်အတန်တိတ်တပိတ်ကိုရန်ကုန်မန္တလေးတို့မြို့ကြီးတွေအပါအဝင်တနိုင်ငံလုံးကပြည်သူအများစုပါဝင်ဆင်နွှဲခဲ့ကြပြီးအောင်မြင်စွာပြီးဆုံးခဲ့တယ်လို့တပိတ်အင်အားစုတွေကပြောပါတယ်ဒီကနေ့ဒီဇင်ဘာလ10ရက်နေ့မနက်10:00နာရီကနေညနေ3:00နာရီအထိအပြင်းမထွက်အတန်တိတ်တပိတ်ကိုရန်ကုန်နဲ့မန္တလေးလိုမြို့ကြီးတွေအပါအဝင်နိုင်ငံတော်ကပြည်သူအများစုဟာပါဝင်ခဲ့ကြတာကိုလည်းရန်ကုန်ခေတ်သစ်ကိုပေးပို့ထားတဲ့အချက်လက်တွေအရသိရပါတယ်လက်ရှိအကြမ်းဖက်စစ်တပ်ကမတရားဖမ်းဆီးထားတဲ့သမ္မတဦးဝင်းမြင့်နဲ့ဒေါ်ဆက်စုကြည်အပါအဝင်နိုင်ငံရေးအကျဉ်းသားတွေအားလုံးချက်ချင်းလွတ်မြောက်ရေးစေအုပ်စုရဲ့အတူရောင်တရားမဝင်ရွေးကောက်ပွဲကိုလုံးဝဆန့်ကျင်ရေးစေအုပ်စုရဲ့အဓမ္မစစ်မှုထမ်းဥပဒေကိုဆန့်ကျင်ရေးစတဲ့ရည်ရွယ်ချက်တွေနဲ့အတန်တိတ်တပိတ်ကိုပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ရန်ကုန်လိုမြို့ကြီးမှာကိုအတန်တိတ်တပိတ်စတင်ပြုလုပ်တဲ့မနက်10:00နာရီခွဲလောက်ကစပြီးရင်အသွာလာနဲ့လူအသွာလာတွေကျဲသွားပြီးတော့ဈေးကြီးတွေစိုက်တွေသာဖွင့်လှစ်ပြီးမြဲဝဲမဲ့သူမရှိသလောက်ကိုနေပါသွားပြီးမန္တလေးလိုမြို့ကြီးမှာလည်းအဲ့ဒီလိုပဲပြည်သူတွေဟာပြည်လုံးကျွတ်အတန်တိတ်တပိတ်မှာပါဝင်ခဲ့ကြပြီးလူအသွာလာမရှိသလောက်အလွန်နေပါသွားတယ်လို့မြို့ကန်တွေကပြောထားကြပါတယ်အလားတူတစ်ဖက်ကမိုးကုတ်နဲ့ကချင်ပြည်နယ်ဖကတ်မြို့နယ်အပါအဝင်စကိုင်းတိုင်းကရင်မာပင်စလင်းကြီးတပည့်ရင်ကနီအရာတော်ရေဦးစတဲ့မြို့တွေမှာလည်းပြည်သူတွေဟာပြည်လုံးကျွတ်အတန်တိတ်တပိတ်မှာပါဝင်ခဲ့ကြသလိုကရင်ပြည်နယ်မြောက်ရီမြို့နယ်မကွေးတိုင်းမြစ်ချေမြို့တွေအပါအဝင်နိုင်ငံတော်ကမြို့တွေမှာပြည်သူအများစုဟာအတန်တိတ်တပိတ်ကိုပြုလုပ်ခဲ့ကြပြီးတော့အောင်မြင်စွာပြီးဆုံးခဲ့တယ်လို့လည်းဒေသခံပြည်သူတွေနဲ့တပိတ်အင်အားစုတွေကပြောထားကြပါတယ်ခင်ဗျာတစ်ဆက်တည်းမှာပဲရန်ကုန်မြို့ကအတန်တိတ်တပိတ်နဲ့ပတ်သက်ပြီးဒီကနေ့အတန်တိတ်တပိတ်ပြုလုပ်တဲ့မနက်10:00နာရီကနေညနေ3:00နာရီအတွင်းတပိတ်ပြုလုပ်တဲ့အချိန်ရန်ကုန်မြို့ကလမ်းမပေါ်ဒီမှာလူသွားလူလာကျဲသွားပြီးတော့80%လောက်ကိုလူသွားလူလာရော့ကျသွားတယ်လို့စစ်တပ်နဲ့ရဲတွေကလည်းလမ်းစုံလမ်းကွာနေရာတိုင်းမှာလုံခြုံရေးတွေတင်းကျပ်ထားပြီး CCTV ကနေပါတပ်ပုံရိုက်တဲ့သူတွေကိုဖမ်းဆီးဖို့အတွက်စောင့်ကြည့်ခဲ့ကြတယ်လို့ရန်ကုန်မြို့နယ်နေပြည်သူတွေနဲ့ကင်းထောက်အဖွဲ့တွေကရန်ကုန်ခေတ်တွေကိုပြောပါတယ်။ဒါကတော့ဒီကနေ့ဒီဇင်ဘာလ10ရက်နေ့မှာပဲမနက်10:00နာရီကနေညနေ3:00နာရီအတွင်းအပြင်းမထွက်အတန်တိတ်တပိတ်ပြုလုပ်ပြီးတော့ဇန်နာရှင်စနစ်ကိုစန့်ကျင်ဖို့နဲ့စစ်တပ်ကလုံမဲ့ရွေးကောက်ပွဲအတူကြီးကိုစန့်ကျင်ဖို့ပြည်သူတွေအားလုံးအပြင်းမထွက်အတန်တိတ်ဆန္ဒပြလှုပ်ရှားမှုကိုကိုယ့်ရဲ့ဉာဏ်ပညာနဲ့ရှင်ပြီးပူးပေါင်းပါဝင်ပေးကြဖို့တပိတ်ကော်မတီတွေကနှိုးဆော်ခဲ့ကြပါတယ်။အဲ့ဒီအတွက်ဒီကနေ့ပြုလုပ်မဲ့အတန်တိတ်တပိတ်မှာပြည်သူတွေပါဝင်မှုမရှိအောင်စစ်တပ်ကသူတို့ရဲ့ထုံးစံအတိုင်းနှီးပေါင်းစုံနဲ့ပြည်သူတွေကိုချိန်ချောက်မှုတွေလုပ်နေတဲ့ကြားကပဲရန်ကုန်မြို့နေပြည်သူအများစုဟာအတန်တိတ်တပိတ်မှာပါဝင်ခဲ့ကြပြီးအတန်တိတ်တပိတ်ပြုလုပ်တဲ့မနက်10:00နာရီကနေစပြီးတော့လမ်းမပေါ်တွေမှာကားအသွားအလာတိတိတတ်တာရော့ကျရှင်းလင်းသွားတဲ့အကြောင်းကားတွေလုံးဝမရှိတာမျိုးမဟုတ်ပဲရာခိုင်နှုန်းအပြည့်ပြောရင်အရင်ထက်80%လောက်ကိုကားသွားလာရော့ကျသွားတဲ့အကြောင်းနဲ့အရင်ဆိုအင်းစိန်ကနေရန်ကုန်မြို့လေကောင်ကို2 နာရီနီးပါးသွားရတဲ့ခရီးဟာမိနစ်30အတွင်းသွားလို့ရတဲ့အထိလူသွားလူလာရှင်းသွားတဲ့အကြောင်းကိုရန်ကုန်မြို့နေတက္ကစီရင်မောင်းတချို့ကရှင်းပြထားပါတယ်။တစ်ဖက်မှာလည်းအကြမ်းဖက်စစ်တပ်နဲ့စစ်တပ်လက်အောက်ခံအဖွဲ့တွေဟာရန်ကုန်မြို့နေပြည်သူတွေကိုအတန်တိတ်တပိတ်ထဲမပါဝင်ဖို့ဖိအားပေးချင်းချောက်တာတွေလှုပ်ထားသလိုဈေးဆိုင်ငန်းတွေကိုလည်းဒီကနေ့မှလုံးဝမပိတ်ဖက်ဖွင့်ထားဖို့တွေကအစချင်းချောက်ထားတဲ့အပြင်ဆိုင်ငန်းတွေကိုပါလိုက်လံစောင့်ကြည့်တာတွေရောလမ်းမပေါ်မှာဓာတ်ပုံရိုက်တဲ့သူတွေကိုဖမ်းဆီးဖို့ဆိုပြီး CCTV ကနေစောင့်ကြည့်တာတွေပါလုပ်နေကြတယ်လို့ရန်ကုန်မြို့နေပြည်သူတွေကပြောပြထားပါတယ်။အဲဒီလိုအကြမ်းဖက်စစ်တပ်ကပြည်သူတွေကိုအတန်တိတ်တပိတ်မှာမပါဝင်ဖို့နှီးပေါင်းစုံနဲ့ဖိအားပေးချင်းချောက်မှုတွေလှုပ်ထားပေမဲ့လည်းရန်ကုန်မြို့နေပြည်သူအများစုဟာအတန်တိတ်တပိတ်ပြုလုပ်တဲ့မနက်10:00နာရီကနေညနေ3:00နာရီအတွင်းပူးပေါင်းပါဝင်ခဲ့ကြသလိုမနက်7:00နာရီလောက်ကစပြီးပုံမှန်လူသွားလူလာရှုပ်ထွေးစီကားနေတဲ့ရန်ကုန်မြို့လေကောင်လူနေရာတစ်ဝိုက်မှာလူသွားလူလာတိတိတတ်တာရော့ကျရှင်းလင်းသွားတယ်လို့လည်းရန်ကုန်မြို့ကန်ပြည်သူတွေကပြောထားကြပါတယ်ခင်ဗျာတစ်ဆက်တည်းမှာပဲရန်ကုန်မြို့ကတာဂီတာ10ရက်ကွက်ဈေးနဲ့မင်္ဂလာဈေးအတွင်းမှာရှိတဲ့ဈေးဆိုင်ကန်တွေကိုမပိတ်ထားဖို့နဲ့အတန်တိတ်တပိတ်မှာမပါဝင်ကြဖို့အကြမ်းဖက်စစ်တပ်ရဲနဲ့စီပင်တွေက
ဈေးအတွင်းလိုက်လံဖိအားပေးခဲ့တဲ့အပြင်ပိတ်ထားတဲ့ဆိုင်တွေလည်းချက်ချင်းပြန်ဖွင့်ဖို့အတင်းအကျပ်လှုပ်ဆောင်ခဲ့ပြီးဖုန်းနဲ့ဓာတ်ပုံဗီဒီယိုရိုက်ရင်လည်းဖမ်းဆီးမယ်ဆိုပြီးတော့ပါချင်းချောက်ခဲ့ကြသလိုဈေးဆိုင်တွေကတော့ဆိုင်သာဖွင့်ထားပေမဲ့ဝယ်သူမရှိတော့ပဲချောက်ကပ်သွားတယ်လို့ဈေးသူဈေးသားတချို့ကရန်ကုန်ခေတ်ကိုပြောပါတယ်ဒါကတော့ဒီကနေ့ဒီဇင်ဘာလ10ရက်နေ့မှာပဲမနက်10:00နာရီကနေညနေ3:00နာရီအတွင်းအပြစ်မထွက်အတန်တိတ်တပိတ်ပြုလုပ်ပြီးတော့ဇာနာရှေစနစ်ကိုစန့်ကျင်ဖို့နဲ့စစ်တပ်ကလုံမဲ့ရွေးကောက်ပွဲအတူကြီးကိုစန့်ကျင်ဖို့ပြည်သူတွေအားလုံးအပြစ်မထွက်အတန်တိတ်တပိတ်ဆန္ဒပြလှုပ်ရှားမှုကိုကိုယ့်ရဲ့ဉာဏ်ပညာနဲ့ရှင်ပြီးပူးပေါင်းပါဝင်ပေးကြဖို့တပိတ်ကော်မတီတွေကနှိုးဆော်ခဲ့ကြပါတယ်အဲ့ဒီအတွက်ဒီကနေ့ပြုလုပ်မဲ့အတန်တိတ်တပိတ်မှာပြည်သူတွေပါဝင်မှုမရှိအောင်စစ်တပ်ကသူတို့ရဲ့ထုံးစံအတိုင်းနှီးပေါင်းစုံနဲ့ပြည်သူတွေကိုချင်းချောက်မှုတွေလုပ်ခဲ့ရမှာဒီကနေ့မနက်ပိုင်းမှာတင်ရန်ကုန်မြို့တာဂီတာ10ရက်ကွက်ဈေးကိုအကြမ်းဖက်စစ်တပ်ရဲနဲ့စီပင်တွေရောက်လာပြီးတော့အတန်တိတ်တပိတ်အတွင်းပြည်သူတွေမပအောင်ဈေးတွေကဆိုင်တွေမပိတ်ဖို့ပိတ်ထားတဲ့ဆိုင်တွေလည်းချက်ချင်းပြန်ဖွင့်ဖို့အတင်းအကျပ်လှုပ်ဆောင်ခဲ့ပြီးဖုန်းနဲ့ဓာတ်ပုံဗီဒီယိုရိုက်ရင်လည်းဖမ်းဆီးမယ်ဆိုပြီးတော့ပါချင်းချောက်ခဲ့ကြတယ်လို့အဲ့ဒီဈေးအနီးနေထိုင်သူတွေကပြောထားကြပါတယ်အဲ့ဒီဈေးမှာပိတ်ထားတဲ့ဆိုင်တွေကိုလည်းဆိုင်ရှင်တွေစီစစ်တပ်နဲ့စစ်တပ်လက်အောက်ခံအဖွဲ့တွေကဖုန်းဆက်ပြီးတော့ဆိုင်ကိုချက်ချင်းပြန်ဖွင့်ခိုင်းသလိုတခြားပိတ်ထားတဲ့ဆိုင်တွေကိုလည်းစစ်တပ်လက်အောက်ခံအဖွဲ့တွေကဓာတ်ပုံလိုက်ရိုက်တာတွေလုပ်ခဲ့ကြတဲ့အပြင်အနီးနားကပြည်သူတွေကိုလည်းအတန်တိတ်တပိတ်မှာပါဝင်တာတွေမလုပ်ဖို့ဖုန်းနဲ့ဓာတ်ပုံရိုက်တာတွေဗီဒီယိုရိုက်တာတွေမလုပ်ဖို့အပြင်လုပ်တဲ့သူတွေ့တာနဲ့တခါတည်းဖမ်းဆီးပြစ်မယ်ဆိုပြီးတော့ပါစစ်တပ်နဲ့ရဲတွေကချင်းချောက်ပြောဆိုတွားကြတယ်လို့လေအဲ့ဒီဈေးအနီးနေထိုင်သူတွေကပြောထားကြပါတယ်ဒါအပြင်တစ်ဖက်ကမင်္ဂလာဈေးအတွင်းမှာရှိတဲ့ဆိုင်ငန်းတွေကိုလည်းအတန်တိတ်တပိတ်မှာမပါဝင်ဖို့ဈေးဆိုင်တွေကိုမပိတ်ပဲဖွင့်ထားဖို့အကြမ်းဖက်စစ်တပ်နဲ့စီပင်တွေကလိုက်လံဖိအားပေးခဲ့ပြီးဈေးထဲမှာကိုလာရောက်စောင့်ကြည့်တာတွေလုပ်သွားတယ်လို့ဈေးသူဈေးသားတချို့ကရန်ကုန်ခေတ်ကိုပြောထားပါတယ်အဲ့ဒီလိုအကြမ်းဖက်စစ်တပ်ကဖိအားပေးခဲ့ပေမဲ့ပုံမှန်ဆိုအမြဲလိုဝယ်သူတွေနဲ့ရှုပ်ထွေးစီကားလေးရှိတဲ့မင်္ဂလာဈေးဟာဒီကနေ့အတန်တိတ်တပိတ်ပြုလုပ်တဲ့မနက်10:00နာရီကနေ3:00နာရီအတွင်းမှာဆိုင်ခန်းတွေဖွင့်ထားပေမဲ့ဝယ်သူမရှိတော့ပဲဒဇေးလုံး6ကတ်သွားတယ်လို့ဆိုင်ပိုင်ရှင်တဦးကပြောထားပါသေးတယ်ခင်ဗျတဆက်ထဲမှာပဲမန္တလေးမြို့မှာလည်းပြည်သူအများစုကဒီကနေ့ပြုလုပ်တဲ့အတန်တိတ်တပိတ်မှာပါဝင်ခဲ့ကြပြီးမနက်10:00နာရီကနေညနေ3:00နာရီအတွင်းမြို့ပေါ်မှာလူသွားလူလာမရှိသလောက်နေပါခဲ့တယ်လို့အကြမ်းဖက်စစ်တပ်ကတော့အတန်တိတ်တပိတ်ကိုဖျက်ဆီးဖို့ဆိုပြီးမြို့ပေါ်မှာလုံခြုံရေးတင်းကျပ်ပြီးတော့ချောတိုင်တပ်ပွဲနဲ့ဘောလုံးပြိုင်ပွဲတွေလှုပ်ခိုင်းခဲ့တယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်ကိုပြောပါတယ်ဒါကတော့ဒီကနေ့ဒီဇင်ဘာလ10ရက်နေ့မှာပြုလုပ်တဲ့အတန်တိတ်တပိတ်မှာမန္တလေးမြို့ပေါ်ကပြည်သူတွေလည်းအများစုပါဝင်ခဲ့ကြပြီးအတန်တိတ်တပိတ်ပြုလုပ်တဲ့မနက်10:00နာရီကနေ3:00နာရီအတွင်းမှာမြို့ပေါ်မှာပြည်သူအများစုဟာအပြစ်မထွက်တော့ပဲလူသွားလူလာရှင်းလင်းနေပါသွားပြီးတော့မြို့ပေါ်ကအဓိကလမ်းမကြီးတွေနဲ့လမ်းပေါ်တွေမှာလည်းရင်အသွားလာဆိုင်ကဲအသွားလာနဲ့လူအသွားလာတွေတိတိတသားရော့ကျသွားသလိုဈေးဆိုင်ကန်တွေတော့ဖွင့်ထားပေမဲ့ဝယ်မဲ့သူမရှိတဲ့ပုံစံနဲ့တပိတ်ပြုလုပ်တဲ့အချိန်အတွင်း6ကတ်သွားတယ်လို့ဒေသခံပြည်သူတွေကပြောပြထားပါတယ်တစ်ဖက်မှာတော့အကြမ်းဖက်စစ်တပ်ကပြည်သူတွေပါဝင်နေတဲ့အတန်တိတ်တပိတ်ကိုဖျက်ဆီးဖို့ဆိုပြီးအတန်တိတ်တပိတ်ပြုလုပ်တဲ့အချိန်အတွင်းမန္တလေးမြို့ပေါ်မှာချောတိုင်းတပ်ပွဲနဲ့ဘောလုံးပြိုင်ပွဲတွေကိုပြုလုပ်ခိုင်းခဲ့ပြီးတော့အမိုက်ကားတွေမြေတဲကားတွေနဲ့ရေတဲကားတွေကိုလည်းစီပင်ကမြို့ပေါ်လမ်းတွေမှာလှည့်ပတ်မောင်းခိုင်းထားတယ်လို့လည်းသိရပါတယ်ဒါပေမဲ့လမ်းမဘော်တွေနဲ့လမ်းစုံလမ်းကွာတွေမှာစစ်တပ်ရဲနဲ့စစ်တပ်လက်အောက်ခံပြူစောထီတွေကလွဲပြီးကားဆိုင်ကဲသွားလာမှုတွေဟာတပိတ်ပြုလုပ်တဲ့အချိန်အတွင်းမှာတင်တိတိတသားရှင်းလင်း6ကတ်သွားတယ်လို့မန္တလေးမြို့ရဲ့အဓိကဈေးကြီးဖြစ်တဲ့မန္တလေးဈေးကြိုမှာလည်းဆိုင်တွေသာဖွင့်ထားပြီးဈေးဝယ်တဲ့သူဟာတိတိတသားကိုမရှိသလောက်နေပါသွားပြီးတော့6ကတ်သွားတဲ့အပြင်မန္တလေးဘူဒါကြီးနဲ့မန္တလေးကျုံပတ်လင်မှာလည်းအတန်တိတ်တပိတ်ပြုလုပ်တဲ့အချိန်အတွင်းလုံးဝ6ကတ်တိတ်ဆိတ်သွားတယ်လို့မန္တလေးမြို့ကန်တွေကပြောထားကြပါသေးတယ်ခင်ဗျတဆက်ထဲမှာပဲပြည်လုံးကျွတ်အတန်တိတ်တပိတ်မှာပြည်သူတွေပါဝင်ရေးဥဆောင်လှုပ်ရှားတဲ့သူဒေါက်တာတေဇာဆန်းကိုနန်းလင်းအပါဝင်ဆန္ဒပြတဲ့သူ10ဦးကိုအကြမ်းဖက်စစ်တပ်ကရွေးကောက်ပွဲနှောက်ယှက်မှုဥပဒေနဲ့အမှုဖွင့်ထားပြန်တဲ့အပြင်ဒေါက်တာတေဇာဆန်းကိုဖမ်းဆီးရမိရင်ငွေကျပ်300နဲ့တဆင်တို့ယာတုတိုးပေးမယ်ဆိုပြီးတော့ပါသူတို့စစ်တပ်ရဲ့လက်အောက်ငယ်သားတွေကိုမလုံးပေးထားပြန်တယ်လို့စစ်တပ်သတင်းအရင်းမြစ်ကရန်ကုန်ခေတ်ကိုအတိပေးပြောဆိုလာပါတယ်ဒါကတော့ဒီကနေ့ဒီဇင်ဘာလ10ရက်နေ့မှာပြုလုပ်တဲ့ပြည်လုံးကျွတ်အတန်တိတ်တပိတ်မှာပြည်သူတွေပါဝင်ရေးဥဆောင်လှုပ်ရှားသူဒေါက်တာတီဇာဆန်းကိုနန်းလင်းကိုခန့်ဝေဖြိုးကိုထက်မြက်အောင်မမေကြီးမလျှော့အပါဝင်ဆန္ဒပြတဲ့သူ10ဦးကိုအကြမ်းဖက်စစ်တပ်ကရွေးကောက်ပွဲနှောက်ယှက်မှုဥပဒေနဲ့အမှုဖွင့်လိုက်တယ်ဆိုပြီးဒီကနေ့မှာပဲစစ်တပ်ကသတင်းထုတ်ပြန်လာပါတယ်အဓိကကတော့ဒီဇင်ဘာလ3ရက်နေ့ကပဲအကြမ်းဖက်စစ်တပ်ကလုံခြုံရေးတွေအထက်ထက်တင်းကျပ်ထားတဲ့မန္တလေးမြို့ပေါ်ကဈေးကြိုအနီးမှာတဲ့ဒေါက်တာတီဇာဆန်းကိုနန်းလင်းကိုခန့်ဝေဖြိုးကိုထက်မြက်အောင်မမေကြီးမတ်ရှုံးနဲ့အတူစုစုပေါင်း10ဦးက
စစ်တပ်ကလုံမဲ့ရွေးကောက်ပွဲအတူကြီးကိုစန့်ကျင်ရေးဆန္ဒပြခဲ့ကြပါတယ်အဲ့ဒီနောက်အကြမ်းဖက်စစ်တပ်ကမန္တလေးမြို့ချမ်းအေးတာဇန်မြို့နယ်မှာရှိတဲ့သူတို့ရဲ့အမှတ်6နယ်မြေရဲစခန်းမှာဒေါက်တာတေဇာဆန်းကိုနန်းလေးအပါအဝင်ဆန္ဒပြတဲ့သူ10ဦးကိုရွေးကောက်ပွဲနှောက်ယှက်မှုဥပဒေနဲ့အဲ့ဒီနေ့မှာပဲအမှုဖွင့်ထားတယ်လို့စစ်တပ်ရဲ့ထုတ်ပြန်ချက်မှာဆိုထားပါတယ်တစ်ဖက်မှာလည်းအကြမ်းဖက်စစ်တပ်ကဒေါက်တာတေဇာဆန်းကိုမိအောင်ဖမ်းပေးနိုင်တဲ့သူတို့စစ်တပ်လက်အောက်ခံအဖွဲ့ဝင်တွေကိုငွေကျပ်300နဲ့တစင်တို့ယာတုတိုးပေးမယ်ဆိုပြီးတော့ပါမလုံးပေးထားသေးတယ်လို့စစ်တပ်သတင်းရင်းမြစ်ကရန်ကုန်ခေတ်ကိုအတိပေးပြောဆိုထားပါသေးတယ်ခင်ဗျတစ်ဖက်မှာတော့စကိုင်းတိုင်းမုံရွာမြို့ကပြည်တော်စုလမ်းမှာအကြမ်းဖက်စစ်တပ်ဘက်ကတပ်သားတွေလိုက်ပါလာတဲ့ကားစီကိုတော်လန်ရေးပူပေါင်းတပ်တွေကကြပြတ်တိုက်ခိုက်ခြင်းမှုအတွင်းစစ်တပ်ဘက်ကဗိုလ်မှူးကြီးတင်ကိုနဲ့ဗိုလ်ကြီးစိုးမင်းဦးအပါအဝင်10ဦးကတော့အသေးသေးတေကုန်ကြတဲ့အပြင်ကားစီပါမိလောင်ပျက်စီးသွားတယ်လို့ Blood Fagon အဖွဲ့ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်ကိုပြောပါတယ်ဒါကတော့ဒီဇင်ဘာလ9ရက်နေ့ညပိုင်းကပဲမုံရွာမြို့ကအကြမ်းဖက်စစ်တပ်ရဲ့နမခတပ်ထဲကနေစစ်ဘက်ရေးရလုံခြုံရေးဌာနမှူး G2 ဗိုလ်မှူးကြီးတင်ကိုမုံရွာမြို့တော်ခမ်းမက3ပွင့်ဗိုလ်ကြီးစိုးမင်းဦးနဲ့မုံရွာမြို့အမှတ်1ရက်စကန်စစ်ကြောရေးအရာရှိ3ပွင့်ဗိုလ်ကြီးတဦးတို့ပါလိုက်ပါလာတဲ့ကားစီကိုမုံရွာမြို့ပြည်တော်စုလမ်းမပေါ်မှာတော်လန်ရေးပူပေါင်းတပ်တွေကကြားဖြတ်တိုက်ခိုက်ခြင်းမှုခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုအတွင်းကားပေါ်တွေမှာပါလာတဲ့စစ်တပ်ဘက်က G2 ဗိုလ်မှူးကြီးတင်ကိုဗိုလ်ကြီးစိုးမင်းဦးနဲ့အမှတ်1ရက်စကန်စစ်ကြောရေးအရာရှိ3ပွင့်ဗိုလ်ကြီးတဦးအပါအဝင်9ဦးကတော့အသေးသေးတေကုန်ကြတဲ့အပြင်ကားတစ်စီးပါမိလောင်ပျက်စီးသွားသလိုရှေ့ဆုံးကမှပါလာတဲ့ရင်မောင်းမောင်စော်နဲ့စစ်သား2ဦးသာဒဏ်ရာတွေနဲ့အသက်ရှင်သွားတယ်လို့ Blood Fagon အဖွဲ့ရဲ့တာဝန်ရှိသူတို့ကရှင်းပြထားပါတယ်။အဲဒီလိုပြစ်ခတ်မှုအပြီးစစ်တပ်ဘက်ကအရာရှိအကြီးပိုင်းတွေပါသေကုန်ကြတဲ့အတွက်တိုက်ပွဲဖြစ်ပွားရာနေရာကိုစစ်တပ်ဘက်ကအရေးပေါ်ကားတစ်စီးနဲ့စစ်ကူထွက်လာတဲ့အိမ်စီးက28စီးတံပြားက10စီးအပါအဝင်ပွိုင်ကားတွေရောအပေါ်ကနေစက်တက်လေဒီတွေနဲ့ပါခြံရံပြီးတော့ရောက်လာကြသလိုအဲ့ဒီအချိန်တော်လန်ရေးတပ်တွေကမုံရွာမြို့ရေဦးစံဆိုင်စစ်တပ်ဂိတ်ကိုပါထပ်မံသွားရောက်တိုက်ခိုက်နေရမှာအဲ့ဒီမှာလဲစစ်တပ်ဘက်ကတပ်သား3ဦးထပ်မံသေကုန်ကြပြန်တယ်လို့ Black Fagon အဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်လက်ရှိစကိုင်းတိုင်းဘက်မှာတော့ဒေါ်လာရင်းတပ်တွေထိန်းချုပ်ထားတဲ့နေမြေနဲ့စစ်တပ်ကထိန်းချုပ်ထားတဲ့နေရာတွေဆိုတာမျိုးနှစ်ဖက်ရှိနေပြီးစစ်တပ်ကအခုလိုသူတို့တပ်ဆွဲထားတဲ့နေရာတွေကနေစစ်ကားနယ်ပဲဖြစ်ဖြစ်စစ်ကြောင်းနယ်ပဲဖြစ်ဖြစ်ထွက်လာတာနဲ့ဒေါ်လာရင်းတပ်တွေရဲ့နေပေါင်းစုံတိုက်ခိုက်ချေမှုမှုကိုခံရတဲ့အခြေအနေဖြစ်တယ်လို့လေဒေတာတွင်သတင်းရင်းမြစ်ကပြောထားပါသေးတယ်ခင်ဗျတစ်ဖက်မှာတော့ဂိမ်းပြည်နယ်မှာရှိတဲ့ KNU ဗဟိုဌာနချုပ်ရုံးနယ်မြေကိုအကြမ်းဖက်စစ်တပ်ကအသေးခံ drone 6 စီးနဲ့ပုံကျဲတိုက်ခိုက်သွားပြန်တယ်လို့KNU သတင်းရင်းမြစ်ကရန်ကုန်ခေတ်ကိုပြောပါတယ်ဒါကတော့ဒီကနေ့ဒီဇင်ဘာလ10ရက်နေ့မနက်အစောပိုင်းမှာပဲအကြမ်းဖက်စစ်တပ်က KNU တပ်မဟာ9နယ်မြေမှာရှိတဲ့ KNU ဗဟိုဌာနချုပ်နယ်မြေအတွင်းကိုအသေးခံ drone 6 စီးနဲ့ဇက်တိုက်ပုံကျဲတိုက်ခိုက်သွားရမှာအချို့ drone တွေကမပေါက်ကွဲတာမျိုးလည်းရှိပြီးဒီကိမှုအခြေအနေအသေးစိတ်တော့လက်တလုံးမသိရသေးဘူးလို့ဆိုပါတယ်အဲဒီလိုပဲအကြမ်းဖက်စစ်တပ်ဟာ KNU ဗဟိုဌာနချုပ်ရုံးနယ်မြေကိုအသေးခံ drone နဲ့လာပိုင်းတွေချပြီးမကြာခဏဆိုသလိုလာရောက်ဘုံကျဲမှုတွေရှိသလိုပြီးခဲ့တဲ့ဇွန်လ17ရက်နေ့ကလည်းတကြိမ်ဇန်နဝါရီလ31ရက်နေ့ကလည်းတကြိမ်အခုလိုပဲစစ်တပ်ကအသေးခံ drone တွေနဲ့ဘုံကျဲတိုက်ခိုက်မှုတွေရှိခဲ့တယ်လို့သိရပါတယ်ပြီးခဲ့တဲ့2024ခုနှစ်အတွင်းမှာလည်းအခုလိုပဲ KNU ဗဟိုဌာနချုပ်နယ်မြေအတွင်းကိုအကြမ်းဖက်စစ်တပ်ကသေကန် drone တွေနဲ့ဘုံကျဲတိုက်ခိုက်မှုတွေကိုလာပိုင်းတွေချပြီး3ကြိမ်ပြုလုပ်ခဲ့တယ်လို့လည်းသိရပါတယ်ခင်ဗျဒါကတော့ရောခစ်တစ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ